အခုပေါ်တဲ့မြင်စိတ်ဟာငကိုကလည်းရှိမနေဘူးအခုပေါ်လိုက်တော့လေပြတ်သွားလို့မရှိတော့ဘူးအခုကြားနေတဲ့ကြားသိဟာလည်းငကိုကလေးကရှိမနေဘူးကိုကြားလိုက်တော့လေတခွန်ပြီးတခေါမရှိတော့ဘူးဒါမိမိတို့ခန္ဓာမှာသဘာဝအတိုင်းပေါ်တဲ့သဘာဝတရားတွေပါအဲ့ဒီသဘာဝတရားကပေါ်လိုက်တာနဲ့ပြက်ထိုတဲ့ဖြစ်ပျက်တရားအစ်ပါဇေတရားတစ်ခုမှရှိနေစီနေမြဲနေတာမရှိပါဘူးဒုက္ခသစ္စာသဘာဝအတိုင်းမမြဲဆင်းရဲအစိုးမရတဲ့စုသဘာဝကိုပြပေးနေတာပါသူပြပေးနေတဲ့တရားကိုသူပြတဲ့အတိုင်းအမှန်သိလိုက်ရင်တရားကိုသိရပါမယ်အဲ့ဒီလိုအမှန်သိအောင်ဉာဏ်နဲ့ကြည့်နေတာဟာတရားအားထုတ်တာပါပဲတရားအလုပ်ဆိုတာဇေနေယာမှာဘာဖြစ်အောင်ဘယ်လိုလုပ်တာမဟုတ်ပါဘူးအခုပေါ်စေပရမတ်တရားလေးပေါ်လာပြီးပြတ်သွားတဲ့အမှန်တရားကိုအမှန်တိုင်းသိလိုက်အောင်ဉာဏ်နဲ့ကြည့်လိုက်ရုံလေးစာငကိုကမရှိတဲ့တရားပေါ်လိုက်တော့လေပြတ်သွားလို့မရှိတော့တဲ့တရားလို့ကောင်းစွာသိလိုက်ရင်အဲ့ဒီအတိဟာမက်ကင်ထိုက်နေတာပါပဲငကိုကလေးကဘယ်ပရမတ်တရားမှရှိမနေပါဘူးအခုမှအာယုံဒွါရအကြောင်းတိုက်လို့ပေါ်ပြီးပြတ်သွားတာပါအာယုံဒွါရဆိုတာရုပ်တရားပါအဲ့ဒီရုပ်ကိုမသိရင်မိမိရှုရမယ့်တရားကိုလည်းတကယ်မသိပါဘူးအဲ့ဒီရုပ်တရားကြောင့်ပေါ်တဲ့နံတရားကိုသိမှလဲဩဒါလေးပေါ်ပြီးဆက်သွားတာလို့သိရတာပါဒါကြောင့်အာယုံဒွါရဆိုတဲ့ရုပ်ကိုသိအောင်လို့သူ့ကြောင့်ပေါ်တဲ့ဖြစ်ဖြစ်နံတရားလေးကိုသိအောင်လို့အဲ့ဒီသိတဲ့အတိုင်းအမှန်မြောင်ထိုင်ကြည့်နေရင်တရားအားထုတ်တဲ့အလုပ်သိဆုံးပါပြီသူတော်ကောင်းတို့